မင်္ဂလာပါရှင်ဒီမှာဟက်မက်လေးတွေဆွဲပေါင်းပတ်အိတ်လေးတွေဒီဟိုလေးတွေပေါ့နော်ဟက်မက်လေးတွေဒါလေးတွေပြပေးချင်တာပါဒါကတော့ဟက်မက်ပါ level 3 ဟက်မက်ပါအန်တိုင်းဆို level 3 ဟက်မက်ပါဒါကတော့ပေးလေးမှာပေါ့နော်ဒါကတော့အတွင်း frame ပါဒီထိုင်းကျင်းလေးပါဒီမှာတော့ attach လုပ်လို့ရမယ်ရှင်ဒီ frame ပေါ့နော်ဒါလေးကတော့ရှေ့ချမ်းလေးပါရကြည့်တက်မယ်ဆိုရင်ဒီကနေထပ်လို့ရပါမယ်။ဒါတော့တိုင်းနေတဲ့ရလိုကိုလေးတွေကတ်လို့ရပါမယ်ရှင်။ကတ်လို့ရပါမယ်။ဒါလေးကတော့ swap ပေါင်ပတ်အိတ်လေးပါ။ဒါကတော့ဒီမှာခါမှာပတ်ပြီးတော့ဒီမှာပေါင်မှာပတ်တာပါနှစ်ခုပတ်ရမှာပါ။ဒီမှာတိုလီထွာလီထည့်လို့ရမယ်အိတ်ခုလေးလေးရှိပါမယ်ရှင်။ပါမယ်။ဒါတော့ဒီမှာကလစ်နဲ့ပါ။အကျွေးပါထည့်နေလို့လေထည့်လို့ရမယ်။အခန်းဒီတော့အကျွေးတွေပါထည့်ချင်နေဆိုရင်ဒီလိုကိုထည့်လို့ရပါမယ်။ဒါတော့အဲ့တော်ကြီးပါတယ်။တိုလီထွာလီပစ္စည်းထည့်မယ်ဆိုရင်အဆင်ပြေပါတယ်။ဟုတ်ဒီကလစ်တွေရောအဲ့တွေရောအကုန်ပါပါတယ်။ဒါအပြစ်စားမထည့်ထားလို့ပါ။စားထည့်ထားရင်သူကသူတင်းတင်းလေးနဲ့လှပါတယ်။ဒါလေးရှိပါမယ်။ဒီဟာကတော့တောစီပါလဲတို့တောစီပါဒါလေးတွဲဖက်ဝူးဝူးမယ်ဆိုရင်လည်းထားကြပါတယ်။ဒါလေးရှိပါမယ်။6ပေါက်တို့ပါ။နောက်ချမ်းပါခွာလဲမိုးရင်းဆိုရင်ချော့ရတိုင်းမဖြစ်ဘူးပေါ့နော်ဒီသုံးမှဆိုရင်အတွဲလိုက်ရှိပါမယ်ရှင်ကျေးဇူးပါရှင်